ဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးတို့ကထိုးစစ်ဆင်တိုက်ခိုက်မှုများထပ်မံဆောင်ရွက်လာနေတာကြောင့်မြို့သမီးများနဲ့ကလေးများအပါအဝင်လူပေါင်း1000ကျော်သေဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီးကုလသမဂ္ဂကစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သတိပေးပြောကြားခဲ့ကြောင်းသိရပါတယ်။အစ္စရေးတို့ကဝန်ကားတာမကမြေပြင်မှပါစစ်စင်ရေးများဆောင်ရွက်ခဲ့တာကြောင့်ရာဖာမှလူပေါင်း300,000ကျော်ဟာနေရက်ကိုဆုံးခွာရွှေ့ပြောင်းခဲ့ကြရပြီးထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။ဂါဇာကမ်းမြောင်ဒေသသို့အစားအစာနဲ့ကုညီထောက်ပံ့ရေးဆိုင်ရာကုညီများဝင်ရောက်မှုအားအစ္စရေးတို့ကပိတ်ဆို့ခဲ့တာကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေဟာဆက်လက်ယိုယွင်းမှုများဖြစ်ပေါ်လျက်ရှိနေပါတယ်။ဒါအပြင်ဂျုံနဲ့လောင်စာဆီပြက်လက်မှုကြောင့်မုန်တိုင်း25ဦးဟာဖျက်သိမ်းခဲ့ရကြောင်း WFP ကမနေ့ကကြေညာခဲ့တယ်လို့စေဝါထောက်ပံ့ရေးဆိုင်ရာများပြက်လက်ခဲ့ကြောင်း NGO မှဆရာဝန်တူကပြောကြားခဲ့ပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးတို့ကစစ်စင်ရေးများဆောင်ရွက်ရှိနေပြီးအပြစ်ခဲ့ရဲ့စေသဘောတူညီမှုထပ်မံရရှိရတဲ့အတွက်ဆွေးနွေးပွဲကျင်းပရန်အစ္စရေးနဲ့ဟာမတ်စ်တို့ကြားသဘောထားကွဲလွဲနေစေဖြစ်ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။